ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒူရီကိုအောင်ဖြစ်ပါတယ်เนาะကျွန်တော်ဒူရီကိုအောင်နေပြန်လဲကြိုဆိုတယ်ကျွန်တော်ရဲ့ဒူရီမိတ်ဆွေတွေကိုဒါဆိုရင်ကျွန်တော်ရဲ့ဒူရီကိုအောင် YouTube channel လေးကို subscribe လေးလုပ်လက်မလေးနှိပ်ပြီးဝင်လာခဲ့ဟုတ်ပြီเนาะကျွန်တော်ပြောမယ်ဒူရီကိုအောင် YouTube channel လေးကို subscribe လုပ်ပါလက်မလေးတွေနှိပ်ပါဟုတ်ပြီเนาะဒါဆိုရင်ဒီအင်္ဂါနေ့မှာဒူရီကိုအောင်အင်္ဂါနေ့မှာ12နာရီ10မိနစ်မှာ85ဆိုထွက်ခဲ့တယ်နော်ဒုတိယကောင်ပေးခဲ့တဲ့အထက်မှာ15ရက်မှာ19ရက်နေ့ထိနံပါတ်1 3.1ရှိအပူပါခွေမှာတနင်္လာနေ့4နာရီခွဲမှာ80ဆိုတာအောင်ခဲ့တယ်ဟုတ်ပြီနော်အမှမနံပါတ်2 162ကိုအပူပါခွေနံပါတ်3 3ပရိတူမဟုတ်6ပရိဆိုတာဒုတိယကောင်ပြောခဲ့ဒီနေ့ဒီနှစ်မျိုး2နဲ့3ကျန်တယ်လို့ဒုတိယကောင်ပြောခဲ့တယ်နော်ဒါကိုဆက်ကစားပါပြောခဲ့တယ်အမှမထပ်ပြီးတော့ဘူရဘူးမကျော်တစ်ပတ်တီသမားတွေပတ်တီကြိုက်တဲ့လူတွေအတွက်နော်အဲ့မှာတစ်ပတ်တီအနေနဲ့11နှစ်တလေးတစ်ပတ်တီများတယ်မထိုးခြင်းဆိုရင်မကစားခြင်းဆိုရင်11နှစ်တလေးအားဟုတ်ပြီနော်ဒူရီကိုပြောခဲ့တယ်ဒါဆိုရင်အင်္ဂါနေ့မှာ12နာရီအင်္ဂါနေ့12နာရီ10မိနစ်မှာ85ဆိုတာ85နော်ထွက်ခဲ့တယ်ဒါဆိုရင်3ပရိအနေနဲ့အောင်မြင်မှုရှာခဲ့တယ်ဟုတ်ပြီနော်ဒူရီကိုပြောခဲ့တယ်တေချာနားထောင်ပါ3ပရိထွက်ခဲ့တယ်85 12နာရီ10မိနစ်အင်္ဂါနေ့နော်85တော့5ဆိုတာထွက်ခဲ့တဲ့အတွက်နံပါတ်3အောင်မြင်မှုရခဲ့ပြီဟုတ်ပြီနော်နံပါတ်3ကြံမှာနံပါတ်2 162ခွန်ပူပါခွေကြမ်းမဲ့တစ်ချက်လိုက်မှတ်ပါဒူရီကောင်ပြောပြီနော်တေချာနားထောင်ပါတေချာလိုက်မှတ်ပါနံပါတ်2 162ခွန်ပူပါခွေ6ပရိသတိထားပြောပြီနော်နံပါတ်2 162ခွန်ပူပါခွေ6ပရိကိုသတိထားပါဘုရဘူးကျော်တစ်ပတ်သေးကျင်းသေးထွက်မယ်ကျင်းသေးကစားပါကျင်းသေးကြမယ်ကျင်းသေးထွက်မယ်ဟုတ်ပြီနော်တေချာနားထောင်နံပါတ်1 162ကိုဘူးပါခွေ6ပရိလာမယ်နံပါတ်ဘုရဘူးမကျော်တစ်ပတ်သေးနော်လာမယ်ဟုတ်ပြီအမှမကြံ3ရက်ဒူရီပကောအောင်ခဏန်းလေးဖြစ်စဉ်ပေါ်မူတည်ပြီးတော့ဖော်မြူလာအနေနဲ့ပေးနေတာနော်ချပြပေးနေတာကျွန်တော်ရဲ့ဒူရီမိတ်ဆွေတွေညီကိုမောင်နှမတွေအတွက်နော်ဖလီတင်ပေးနေတာအားလုံးကိုရစေခြင်းလို့တင်ပေးနေတာပါဒူရီကိုအောင်ပေးတာများပါလားဒီလောက်အများကြီးပဲထိုးနိုင်ပဲကစားနိုင်မလဲဟုတ်လားဒါပေမဲ့တခုခုကစားမယ်နော်ဟိုအတွက်အမျက်ကြံမယ်ဆိုရင်သေချာပြီးစဉ်းစားပြီးကစားပါဒီ၃မျိုးဒူရီကိုအောင်ပေးတယ်ဒီထဲကနေငါဘယ်ဟာလေးကိုကစားမလဲသေချာကိုယ့်ဘက်ကလည်းအိုင်ဒီယာလေးတုံးပြီးတော့နော်စဉ်းစားတွေ့ခုမှုအသိဉာဏ်လေးတုံးပြီးတော့မှကစားပါအကြံဉာဏ်လေးနဲ့ဟုတ်တယ်နော်ကိုယ့်ဘာကိုတွေးဒါလေးဖြစ်နိုင်လားမဖြစ်နိုင်ဘူးတော့ကိုယ့်ဘာတွေးတော့ပြီးတော့ကစားပါအကုန်လုံးလိုက်ကစားစရာမလိုဒီထက်ကကြိုက်နေတဲ့အရာတခုကိုရွေးထုတ်လိုက်ဟုတ်ပြီနော်တိတ်နေပါကစားဒါဆိုရင်ကြံ3ရက်ဒူရီကိုဒါကြောင့်ကြံ3ရက်ဘုရဘူးကြာတာပြီးတောက်ကြကြံ3ရက်ဒီချာမှတ်ပါကြံ3ရက်ဒူရီကိုပြောပြီနော်ကြံ3ရက်ပါလေဖြစ်နိုင်မယ်အမှမဒူရီကိုပြောမယ်ကျင်းသေးထွက်မယ်နော်ပြောပြီနော်ကျင်းသေးထွက်မယ်နော်ဒူရီကိုပေးထားတယ်နံပါတ်2 162ကိုပူပါခွေ6ပရိဘုရဘူးကျော်တစ်ပတ်သေးမကြိုက်လို့11နှစ်တလေးအားဟုတ်ပြီနော်ပြောထားတယ်ကြံ3ရက်မှာဘာဖြစ်နိုင်လဲဒူရီကိုဖော်မြူလာအနေနဲ့ဒူရီကိုချပြပေးနေတာနော်ဒါကြောင့်ကျွန်တော်ရဲ့ဒူရီကိုYouTube channel လေးကို subscribe လေးလုပ်ပါလက်မလေးနှိပ်ပါမြဲပြောနေတယ်ဒါလေးတော့အားပေးဟုတ်ပြီနော်ဒူရီကိုပြောပြီဒါပြီးကြံ3ရက်ဘာဖြစ်နိုင်မလဲကြံ3ရက်အပူနော်ကြံ3ရက်အပူကိုပြေထိုးအမြဲတမ်းပြောနေကြပြေထိုးဟုတ်ပြီနော်အပူကိုအပြေထိုးပါ
ဟုတ်ပြီနော်အပူကိုအပြေထိုးပူထဲမှာတစ်ကိုဟုတ်ပြီနော်ခွန်ကြိုက်တယ်ဟုတ်ပြီလေအပူကိုပြေထိုးပါအပူထဲမှာတစ်ကိုခွန်ဒူရီကိုအောင်အကြိုက်ဆုံးပါဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်ရဲ့ဒူရီမိတ်ဆွေတွေနံပါတ်1 162ကိုပူပါကိုရှိမယ်6ပရိတ်လာမယ်တစ်ပတ်ဒီဘိုလ်ဘူးကျော်တစ်ပတ်ဒီမနက်ဝနောက်ဆုံးနေ့နော်ဘိုလ်ဘူးနေ့နော်နောက်ဆုံးအကျိန်နောက်ဆုံးရချိန်ပြည့်ပြီတစ်ပတ်ဒီပတ်ဒီသမားတွေပတ်ဒီကြိုက်တဲ့လူတွေဟုတ်ပြီနော်နောက်တဲ့ကြံ3ရက်ဘိုလ်ဘူးကြာတာပရိတ်တောက်ကြအပူလာမယ်ပြောပြီနော်အပူကိုအပြေထိုးတစ်ကိုခွန်ဒူရီကိုကြိုက်ဆုံးပါဟုတ်ပြီလားကဲဒါဆိုရင်ကျွန်တော်ရဲ့ like ကိုဒီနားတွင်အဆုံးသတ်ခွင့်ပြုပါအားလုံးပဲအောင်မြင်ကြပါစေနော်